တွေးမယ်ကိုယ်လေကောင်ကြားတော့မှသေသေးချာချာဖွင့်သေးပြနေရမှာဖွင့်တယ်အဲ့ဒီတော့မြောက်ကလည်းဝန်းသာလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုအကူအညီပေးတာကျိုးဝန်းသာကြီးတာကျုပ်ဒုက္ခမြင်လည်းမြင်မှုတွေ့လည်းမတွေ့ဘူးအခုခင်ဗျားနဲ့တွေ့မှဒုက္ခနဲ့တွေ့ရတော့မှကြားရတာထင်းတကြီးထောင်းတော့လေကွန်းနဲ့အလေကောင်သွားကွန်းလေကောင်ကြမှာဖွင့်ရမယ်ပြောတာကိုကွန်းလေကောင်ရောက်တော့အုတ်ခဲတစ်ခုနဲ့တွေ့တာနဲ့တိတာကြီးချပြီးတန်ကြီးရိုက်ခွာတော့ကြိုက်တတ်တဲ့ခိုးရလည်းသူ့တန်ရိုက်ပိတ်ထားလို့စိတ်ကတိုးချင်တိုင်းတိုးနေတာအင်းမစိတ်ကဆိုးချင်တိုင်းဆိုးနေတာပြင်မဲ့ခုံထွက်ထည့်ပြီးတော့မြောက်ကိုလှိမ့်ကြိုက်တော့တာကိုလှိမ့်ကြိုက်တော့ခေါင်းပြေခါပြေကြောပြေပေါင်ပြေလက်မောင်းပြေကားပြေလိုက်တဲ့သွေးတွေကိုထွက်လို့မြောက်ကပြေခွေးကလိုက်မြောက်ကပြေခွေးကလိုက်အတင်းလှိမ့်ကြိုက်ပြေးလိုက်ဦးကျော်ရေဖေဟာကိုယ်လေကောင်ဆိုတော့ပြေးလိုက်တာသိပင်ကလည်းတက်စရာမရှိပဲကိုမှန်ပါဗျာဒါနဲ့တရားကျော်ကြလောက်သိပင်ကလေးမြင်တယ်အဲ့ဒီရောက်အောင်ပြေးလိုက်လန်ကြိုက်လိုက်အတင်းပြေးတော့သိပင်ကလေးတရားသာတော့အတင်းခုံတက်လိုက်ခုံတက်လိုက်တော့ခွေးကမမီတော့ဟိုဘက်ကလှဲ့ဟောင်းဒီဘက်ကလှဲ့ဟောင်းဟောင်းလိုက်တာခွေးကိုရှားထွက်မြက်လုံးပြီးလို့ဟောင်းမှာသူတို့မြောက်ကသေသေးချာချာကြည့်တရားကျော်ကြလောက်သိပင်မောကနေပြီးတော့ကောင်းကစီးကြလာတဲ့သွေးတွေသုတ်လိုက်လက်မောင်းကသွေးတွေသုတ်လိုက်ခါကသွေးတွေသုတ်လိုက်ဒီကိုယ်လုံးလဲပန်းစီထိုးထားသလိုနီးရဲနေပြီသွေးတွေကပြမဒီတော့ခွေးလည်းပဲကြာတော့မဟောင်းနိုင်ဘူးဥကျော်ကြီးမှန်ပါဗျာမြေလုံးပြူပြီးတော့ဇက်ပြေးပြီးရှာတွဲလဲဟောဟဲနဲ့နေခွေးလည်းမောနေပြီးတော့မြောက်ကသေသေးချာချာခွေးကြည့်ပြီးတော့လက်စပတ်တော့ဒုက္ခဆိုတော့ဗဇက်ပြေးရှာတွဲလဲပါလားမြောက်ကမှန်ပါဒုက္ခဆိုတော့ဗဇက်ပြေးရှာတွဲလဲပါလားသူ့တကောလို့ခွေးကြိုက်လို့ဒဏ်ရာတွေပြေးနေတဲ့ဥစ္စာဒုက္ခမှမသိဘူးမှန်ပါလေဗျာဟင်ဒီပါခွေးကတိုက်ထားလို့ခေါင်းပြေခါပြေရင်ပတ်တွေပြေကြောတွေပြေပေါင်တွေလက်တွေပြေပြီးနာနေတဲ့ဒဏ်ရာကိုဒုက္ခလို့မထင်ဘူးဒီမှာခွေးကြည့်ပြီးတော့ဒုက္ခဆိုဗဇက်ပြေရှာတွဲလဲပါလားဗဇက်ပြေရှာတွဲလဲကိုဒုက္ခလို့ထင်နေတယ်ဥကျော်ရဲ့မှန်ပါလားဗျာအေးတို့တရားနာနေတဲ့လူတွေသိတဲ့ဒုက္ခကလည်းမြောက်သိတဲ့ဒုက္ခဟဲ့ဟုတ်ပါတယ်ဗျာမြောက်သိတဲ့ဒုက္ခမျိုးသိနေတဲ့ဒုက္ခမမှုဖဲနေတာအင်းမဟင်အပေါ်ရန်ဒုက္ခအလကားဒုက္ခပြည့်ပြည့်ချာချာကြည့်လိုက်စမ်းမတို့ခံနေရတဲ့ဒုက္ခကအိုဘေးကြီးဒဏ်ရာအင်းမပဲနာဘေးကြီး